သစ္စာတွေခုကြတော့လေရာအားလုံးကမိုက်ပုံးလေးကိုရောက်လို့နောက်ဆိုမင်းမျက်စိရှိပေါ်လာမမိုးတဲ့ငါကအချိန်ကမင်းရဲ့ပြုံးကိုဆွဲလန်းခဲ့ဘူးတဲ့ငါအမြဲတမ်းတကယ်ယူတယ်ခွဲရချင်မဲ့အဲ့လိုပြောခဲ့တဲ့မင်းကခုကြတော့ရင်ခွေတစ်ကိုပြောင်းလို့သွားလေကိုကမင်းကိုလွမ်းလို့သိမလားခွဲလေးရဲ့မင်းကငါနဲ့ဆိုပြစ်နိုင်တာများလို့မင်းကသူနဲ့ဆိုပြစ်နိုင်တာများလို့မင်းဘွားကလည်းသူနဲ့မှဖြစ်မှာမို့အဲ့ဒါကြောင့်နင်းဘက်ကမေးလိုက်တော့လို့ပြောတာပေါ့